အားလုံးပဲမင်္ဂလာပါခင်ဗျာအောင်စေဆေးဝါးမိတ်ဆက်ကလည်းပြန်လဲကြိုဆိုလိုက်ပါတယ်ဒါကျွန်တော်တို့ဒီနေ့ဝင်ရပေးပါအားတော့ဘာကြောင့်ဝိတ်တက်ကလည်းဘူးနော်ဝိတ်တက်လို့ရှိရင်ကျွန်တော်တို့ဘလို့နီးလဲနဲ့တောင်းလို့ရလဲနောက်ဝိတ်တက်မှ PMI ဘလို့ကြည့်ရင်ရမယ်ဆိုတာလေးတွေကိုရှင်းအောင်လုပ်ပေးတော့မှဖြစ်ပါတယ်အဲ့တော့ဘာကြောင့်ဝိတ်တက်တာလဲဆိုရင်လူတယောက်ကနေ့စဉ်ကျွန်တော်ကယ်လိုရီ1800နဲ့2000ကြားလိုအပ်ပါတယ်။တော့တမင်းတစ်နက်စားရင်ကယ်လိုရီ800နဲ့1000လောက်ကိုရပါတယ်။အဲ့တော့နေကင်းဘက်မှာကျွန်တော်သူနဲ့နေကင်းဘက်မှာတွားလာလှုပ်ရှားနေတဲ့အတွက်ကယ်လိုရီကိုတုံးချင်းဖြင့်ကယ်လိုရီပုံနဲ့ပိုးချန်တာသိမ့်မရှိဘူးပေါ့နော်။ညဘက်တင်မှာတော့လိုအပ်တာတော့ပိုစားတဲ့အခါမှာနိုင်တဲ့အခါမှာကယ်လိုရီအတုံးမရှိတဲ့အတွက်ကယ်လိုရီကိုအစီဖြစ်ပြောင်းသွားတယ်။ဒါကြောင့်အစီဖြစ်ပြောင်းသွားပြီးလူငယ်လေးဝိတ်တက်စီဖြစ်ပါတယ်။အဲ့တော့1 gram မှာ4 calorie ရှိပါရဲ့။ကယ်လိုရီ3500အစီတစ်ပေါင်တက်ပါတယ်။တပိတ်တာကိုနေ့တိုင်းမှာ2 calorie ပေါ့။ဟာဒီလေးဆိုင်ရဲ့အစီဖဲဒီနန်းစီတွေကတော့တွေးကိုလက်စတိုရီတက်တာ။အဲ့ဒီအစီတွေချခြင်းရင်တော့အဲ့တို့ကစတဲ့အုပ်စုတွေနဲ့တောက်မှာဖြစ်ပါတယ်။ဝိတ်တက်လိုက်ရင်ဝိတ်ချတဲ့နေလန်းရှိပါပဲ။ပထမတစ်ခုကလေ့ကျင့်ခန်းလုပ်တယ်။နောက်တစ်ခုကအစားရှောင်တယ်။နံပါတ်3ကတော့ပိတ်သေးတောက်တယ်။နံပါတ်4ကတော့ operation surgery လေးစားလည်းလုပ်တယ်နော်။ဒါလေ့ကျင့်ခန်းလုပ်ရင်ကျွန်တော်တို့ပြင်ပန်းနဲ့တန်ခံရပါတယ်ချိန်ပေးရပါတယ်။အစားရှောင်လို့ရှိရင်တော့အစားလျှော့စားရင်တော့ဝိတ်ကြတာမှန်ပြီပဲ။ရေရှည်မှာအာဟာရတွေနဲ့မာတီဗိုက်တာမင်းတွေချိုးပြတဲ့အတွက်အဆင်ပြေမှုတွေဖြစ်ပါမှာလေ။စားလာမှုတန်တွေခံရပါတယ်။စားအိမ်တက်နာနေတက်နိုင်ပါတယ်။ပင်ကြီးတွေတရဝိကြသေးတာမှန်ပါတယ်။ဒါပေမဲ့ဘေးတဲ့ဆွေးချိုးတွေရမ်းများပါတယ်။အစီဝါးနဲ့တွားပါတယ်။ရင်ဘတ်တဲ့အောင်နဲ့ရင်တုံနဲ့မူးဝေတာတွေဖြစ်တယ်။အစာရင်လမ်းကြောင်းကိုလည်းထိခိုက်စေနိုင်ပါတယ်။ပင်သွားရင်လည်းဓာတ်ရည်တွေရောတီရောရဲဝက်ချောက်ပြီးပိတ်နိုင်ပါတယ်အစာအိမ်ဦးလန်းကျောင်းမှာစားမလားအားတွေကိုဂျေဂျူနန်ကစုပ်တယ်ဂျေဂျူနန်ကလည်းမစုပ်တဲ့အတွက်အားတွေကငါဖြစ်ပါသွားပါနောက်တော့ရင်ဂျေဂျူနန်မင်းနီစင်ပြပြက်ပြီးတော့ဘလောက်စားစားဘာမှမဖြစ်တော့ဘူးဖြစ်နေနောက်တစ်ခုကတော့ကျွန်တော်တို့ဝိတ်တက်မှန်ဘယ်လိုသိနိုင်လဲဆိုလို့ရှိရင်ကျွန်တော်တို့ BMI နဲ့တိုင်းတာခြင်းနဲ့သိနိုင်ပါတယ်။ဒါကြောင့် BMI mass အစားကို height square နဲ့စားပါ။နောက်တစ်မျိုးကတော့ BMI မြင့်ခြင်း weight ကိုပေါင်နဲ့ပြီးရင်အမြတ်903အစား height ဒီမြင့်ပေါ့နော် square ဖြစ်ပါ။ဒါတော့ for example မှာပေးထားပါတယ်။9ပဲ6လက်မရှိရလူပြ9ပဲ6လက်မဆို66လက်မဝိတ်ကပေါင်160အဲ့တော့ကျွန်တော် BMI တွက်မယ်ဆိုရင်160မြောက်903အစား66နှစ်25တက်မှာရှိရအဲ့တော့ဒီ chart မှာကြည့်မယ်ဆိုရင်25တက်မှာရှိသည်ကျွန်တော်တို့ over weight ဖြစ်ပါတယ်အဲ့တော့ဒီ chart မှာကြည့်ရင်လည်း9ပဲ6လက်မနဲ့ပေါင်160စုံတဲ့နေရာဆိုရင်25တက်မှာရှိဖြစ်နေတာအဲ့ဒါဒီလိုပါဝင်ဒါတော့စောစောလို့ကျွန်တော်တို့ပြန်လဲရပါပဲဒီချက်စရာမှာကြီးနေတာဖြစ်နေကျွန်တော်တို့သိနိုင်အဲ့တော့အားလုံးကိုကျေးဇူးတင်ပါတယ်ဒီနေ့သင်ခန်းစာတော့ဒီလောက်ပါပဲနောက်နေ့သင်ခန်းစာတွေမှာထပ်မံဆုံပေးကြပါဦးအားလုံးကိုကျေးဇူးတင်